အားလုံးပဲမင်္ဂလာပါဗျသူကမေထင်း channel နဲ့ကြိုဆိုလိုက်ပါတယ်ကြည့်အောင်ဗျာမြန်လေးပြမယ်3ညလေဟိုလေးလေဆိုပြီးရိုက်တာနော်အဲ့လိုလေးလေဆိုပြီးရိုက်ပြီးသူကအဲ့မှာတစ်ထိကိုထိအဲ့ဒီကိုထိလေးရပေါ့က6ဆိုပြီးထည့်အဲ့ဒီတစ်ထိကိုထိ6လို့ပြန်တယ်နော်6လို့ထည့်အဲ့ဒီ6ထိ2ထိ8ထိရောလဲ6လို့ထည့်အဲ့ဒီ6ထိ2ထိ8ထိရောလဲ6လို့ထည့်အဲ့လို6လို့ထည့်အဲ့ဒီမှာ2ထိရရှိနေ6လို့ဖြစ်ဖို့ကျွန်တော်က5လို့ထည့်6လို့ဖြစ်မှာ5ထိနော်5ထိနည်း5 6လို့ပြန်တယ်နော်အဲ့လိုထည့်6လို့ထည့်အဲ့လို6လို့ထည့်ပြီးတော့သူကဘယ်လိုပြန်ထည့်အဲ့ဒီ2ထိ9ထိအဲ့ဒီ9ထိရော8ဆိုပြီးပြန်ထည့်တယ်အဲ့ဒီ2ထိ9ထိ9ထိရော8လို့ပြန်ထည့်နော်အဲ့ဒီ3ညထိအဲ့ဒီ8ထိရော8လို့ထည့်တယ်အဲ့ဒီ3ညထိအဲ့ဒီ8ထိရော8လို့ထည့်တယ်နော်အဲ့ဒီမှာ5ထိ8ထိရှိ8လို့ဖြစ်ဖို့အဲ့ကျွန်တော်ကဒီမှာ5မှာဖြစ်မယ်နော်5ထိလို့8လို့ဖြစ်နော်8လို့ဖြစ်နော်အဲ့လိုရပြီလားအဲ့ဒီ4လေ5လေအဲ့ဒီ3ညနောက်ပြီက9လို့ထည့်တယ်အဲ့ဒီ4လေ2လေ3နောက်ပြီက9လို့ထည့်တယ်အဲ့ဒီ4လေ5လေ3ညလို့နောက်ပြီမှာကျွန်တော်9လို့ဖြစ်မယ်နော်9လို့ဖြစ်မယ်အဲ့ဒီ4လေ9 5လေ3ညလေ3ညနောက်ပြီက9လို့ထည့်အဲ့ဒီ4လေ2လေအဲ့ဒီ3နောက်ပြီက9လို့ထည့်အဲ့ဒီ5လေ4လေ5လေ3ညနောက်ပြီက9လို့ထည့်နော်အဲ့လို9လို့ထည့်ပြီအဲ့ဒီ5နောက်ပြီနှုတ်ပါဟဲ့10နောက်ပြီ5နောက်ပြီအဲ့ဒီ3ညနောက်ပြီက3လို့ထည့်ပြီ
အဲ့ဒီ8နောက်ပိတ်5နောက်ပိတ်အဲ့ဒီ3ညနောက်ပိတ်ကဒီ8ရဲ့ဘဝ3ဆိုပြီးပြန်ထည့်နော်ဟိုပေါ်မှာ9ကနေပြီးဒီမှာလည်း9ဖြစ်ခြင်းနဲ့ဒီမှာလည်း9ဖြစ်ခြင်းနဲ့8နော်8နဲ့ပြန်ချုပ်တယ်နော်8ရဲ့ဘဝ3ဆိုပြီးပြန်ဖြစ်တာနော်အဲ့ဒီ3နောက်ပိတ်အဲ့9နောက်ပိတ်အဲ့3နောက်ပိတ်3လို့ပြန်ဖြစ်တယ်အဲ့3နောက်ပိတ်9နောက်ပိတ်အဲ့3နောက်ပိတ်3လို့ပြန်ဖြစ်တယ်နော်အဲ့ဒီမှာ4နောက်ပိတ်9နောက်ပိတ်အဲ့3ညနောက်ပိတ်နဲ့မှာ3လို့ပြန်ဖြစ်တယ်3လို့ပြန်ဖြစ်နော်အဲ့တော့3ညနောက်ပိတ်အဲ့ဒီလို3လို့ထည့်ပြီးတော့ကျွန်တော်တို့ကနောက်ထပ်3ဆိုပြီးတော့ထပ်ထည့်မယ်အဲ့ဒီ6လေ8လေအဲ့ဒီ9လေ3လို့ဖြစ်တယ်ဗျအဲ့6လေ8လေအဲ့ဒီ9လေ3လို့ဖြစ်တယ်နော်အဲ့ဒီ3ညလေ9လေအဲ့ဒီ4လေကိုလည်း3မဲ့ထပ်ဖြစ်တယ်ဗျအဲ့3ညလေ9လေ4လေကိုလည်း3မဲ့ထပ်ဖြစ်တယ်အဲ့ဒီမှာ5လေ6လေအဲ့ဒီမှာ2လို့လေထိုင်မှာ3လို့ဖြစ်မှာနော်အဲ့ဒီ9ရေ6ကေ2ကေကို3နဲ့50နော်ကဲအဲ့လိုရှုပ်ပြီးကျွန်တော်ထပ်ရှုပ်ကြအောင်ဆိုထပ်ပြီးနော်ထပ်ပြီးရှုပ်ကြအောင်အဲ့ဒီ9နောက်ပိတ်အဲ့ဒီ9လေတိုင်း3ညနောက်ပိတ်ကို8တယ်9နောက်ပိတ်နဲ့အဲ့ဒီနောက်နှလုံးပေါင်း9နဲ့8နော်အဲ့ဒီနောက်နှလုံးပေါင်း9နဲ့ကို8တယ်အဲ့ဒီ9နောက်ပိတ်ဟုတ်ပါဘူး9နောက်ပိတ်အဲ့ဒီ9ထိပ်ခေါ်ပေါင်းချင်း8ခေါ်ပေါင်းချင်း8နော်ဒီလိုမှားသွားလို့ sorry အဲ့ဒီ9နောက်ပိတ်9ထိပ်နော်3ညနောက်ပိတ်8လို့ရတယ်အဲ့ဒီ9နောက်ပိတ်8ထိပ်အဲ့ဒီ3နောက်ပိတ်ကို8လို့ရတယ်နော်9နောက်ပိတ်ခေါ်ပေါင်းချင်း1နဲ့8လို့ရတယ်9နောက်ပိတ်ခေါ်ပေါင်းချင်း9နဲ့ကို8လို့ရတယ်အဲ့ဒီ3နောက်ပိတ်အဲ့ဒီခေါ်ပေါင်းချင်း9နဲ့မှ8လို့ဖြစ်တယ်နော်အဲ့လိုဖြစ်တယ်နော်နော်ခေါ်ပေါင်းချင်း9နဲ့နော်အဲ့လိုဖြစ်သွားဖြစ်ပြီးတော့အဲ့ဒီခွန်ထိပ်စီးနဲ့အဲ့ဒီ break 8နဲ့ပေါင်းရင်9တဲ့နော်အဲ့ဒီခွန်ထိပ်စီးနဲ့ဒီ break နဲ့ပေါင်းလိုက်990 break 8နဲ့ပေါင်းလိုက်9တဲ့အဲ့ဒီ3ညထိပ်စီးနဲ့နော်အဲ့ break 9နဲ့ပေါင်းရင်9တဲ့အဲ့ဒီ8ထိပ်စီးနဲ့
အဲ့ဒီ break ခွန်နဲ့ပေါင်းမှာ9လို့ဖြစ်တယ်ဗျ920နော်ကဲဘယ်လောက်ကောင်းလဲအတူလေးနဲ့နော်ထိုးကြတော့အော်စီဖြစ်သတ်မှတ်ထားတယ်နော်အော်စီဖြစ်သတ်မှတ်ထားတဲ့ကဏ္ဍမှာ920နော်ဟိုကနေပြီးတော့ကြာလာတာ920မဟုတ်သူက93ညာနဲ့ဒီဘက်လဲပေါ့နော်93ညာနဲ့လည်းရှိရနော်ဒီဟိုရစနစ်ကကဏ္ဍနဲ့ပေါင်းခြင်းလေနော်စနစ်ကကဏ္ဍနဲ့ပေါင်းခြင်းအဲ့ဒီ255နဲ့ဟိုမှာ350နဲ့252နဲ့ပေါင်းတာပေါ့နော်3ထိပ်နဲ့2ထိပ်နဲ့ပေါင်းတော့9လည်းနဲ့ပေါင်းတော့3ညနောက်ပိတ်နဲ့2နောက်ပိတ်နဲ့2 3ည2ဆိုပြီးသူအဲ့လိုရနော်စနစ်ချာကဏ္ဍနဲ့လမ်းပေါင်းတဲ့ဥစ္စာ252နဲ့350နဲ့ပေါင်းတဲ့ဥစ္စာ93ည2လို့ရတာအဲ့ကဏ္ဍအဒီတစ်ပတ်လာမလားမသိဘူးနော်ကျွန်တော်ကတော့920လို့ထုတ်တာကဲလာဖို့ရများပါတယ်ဗျာဒီလောက်မှချုပ်တေးမိပြီးတော့အတူလည်းထိုးကြတာပေါ့ဗျာနော်ကဲအားလုံးကျေးဇူးတင်ပါတယ်ဗျာsubscribe ကလေးလည်းလုပ်ပေးကြပါဦးကဲကျေးဒီလည်းပေါက်ပါသေးဗျာ